မင်္ဂလာပါရှင်မေမေမိုးပုံမြင်ကဘာမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့မြတ်စွာဘုရားရှင်ရဲ့ဘဝပေါင်းများစွာတွေကနာလပါနာဇက်ဆိုတဲ့ဇက်တော်အကြောင်းလေးကိုပုံမြင်လေးတစ်ပုဒ်အဖြစ်ပြောပြပေးမယ်နော်ဟိုးရှိတုန်းကအရန်လှတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ထဲမှာမြောက်ကလေးတွေအများကြီးပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့ဒါပေမဲ့တနေ့မှာတော့ကဘာကြီးကအရန်ပူလာပြီးတောထဲမှာတောက်เสียရေတွေခန်းချောက်ကုန်မှလေရောအဲ့ဒီအခါမြောင်မင်းကြီးကမြောက်ကလေးတွေကိုစူးပြီးတတိပေးလိုက်တယ်ဟေ့မြောက်ကလေးတို့ဒီတောထဲမှာရေရှာရင်တတိထားကြနော်အထူးသဖြင့်ဟိုးအရှိကကျူတော်တွေကရေအိုင်ကူတော့ဘယ်တော့မှမသွားကြနဲ့အဲ့ဒီမှာရေလာတောက်တဲ့သူတွေကိုဖမ်းစားတတ်တဲ့ရေဘလူးကြီးရှိတယ်တဲ့မြောက်ကလေးတွေလည်းကြောက်နေဟုတ်ကဲ့ပါလို့ဂတိပေးလိုက်ကြတာပေါ့ဒါပေမဲ့တားတို့သမီးတို့ကြီးနေကပူလာတော့မြောက်ကလေးတွေခမရေငတ်လုံးလို့ရှာလေးတွေတောင်ထွက်နေကြပြီနောက်ဆုံးတော့သူတို့လေးတွေဟာမြောင်မင်းကြီးတားထားတဲ့ကျူတော်တွေကရေအိုင်လေးစီကိုရောက်သွားကြတာပေါ့အိုးရေအိုင်လေးကကြီးနေတာပဲတောက်ကြရအောင်လို့ပြောပြီးရေအိုင်နဲ့ဆင်းမလို့လုံနေတော့မှာပဲညောက်ကလေးတစ်ကောင်ကတတိထားမိလိုက်တယ်နေုံရေအိုင်ပြီးမှခြေရာတွေကအိုင်ထဲကိုပဲဝင်သွားပြီးပြန်ထွက်လာတာမရှိပါလားတဲ့ဟုတ်တယ်ကလေးတို့ရေအဲ့ဒီချိန်မှာပဲရေအိုင်ထဲကနေမျက်လုံးနီအတန်ကြောက်စရာကြီးနဲ့ရေဘလူးကြီးကပေါ်လာပြီးရောဝါဟာမင်းတို့အားလုံးကိုငါစားရတော့မယ်လို့ပြောပြီးထွက်လာပါလေရောအဲ့ဒီချိန်မှာမြောင်မင်းကြီးရောက်လာပြီးမင်းငါမြောက်တွေကိုမစားနိုင်ပါဘူးဘလူးကြီးရဲ့ငါတို့ကမင်းရဲ့ရေအိုင်ထဲကိုခြေတစ်ဖက်တောင်မချပဲရေကိုဝအောင်တောက်ပြမယ်လို့ပြောလိုက်တယ်ပြီးတော့မြောင်မင်းကြီးကကျူပင်တပင်ကိုယူပြီးအပေါက်ကလေးဖြစ်အောင်မှုတ်လိုက်တယ်အဲ့ဒါဘာဖြစ်သွားလဲသိလားအခုခေတ်ကလေးတို့သုံးနေတဲ့ရေစုပ်တံလိုမျိုးဖြစ်သွားတာပေါ့မြောင်မင်းကြီးကကျူပင်တွေကိုရေစုပ်တံလုပ်ပြီးမြောက်ကလေးတွေကိုဝေပေးလိုက်တယ်မြောက်ကလေးတွေအားလုံးဟာရေအိုင်ဘေးကနေကျူရိုးလေးတွေနဲ့ရေကိုအားရပါရစုပ်တောက်လိုက်ကြတာပေါ့ရေဘလူးကြီးကရေအိုင်ထဲကနေဘာမှလုပ်မရပဲကြည်နေရယုံပဲရှိရတာပေါ့တွေ့လာကလေးတို့ရေမြောင်မင်းကြီးရဲ့ဉာဏ်ပညာကြောင့်မြောက်ကလေးတွေဟာရေဘလူးဘေးကနေလွတ်မြောက်သွားကြတယ်ဒီပုံမြင်လေးကနေတင်ယူရမှာကဘလို့ခက်ခဲတဲ့အခြေအနေမျိုးမှမဆိုစိတ်မလောပဲဉာဏ်ကိုသုံးမယ်ဆိုရင်အောင်မြင်နိုင်တယ်ဆိုတာပါပဲကဲဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲအားပေးကြပါအောင်နော်